အပိုင်း၄ရဲ့စမှာတော့အာဆာနိုကယူကာရီစုရဲ့ရှော့ကာပုံစံကြီးကိုမြင်ပြီးလန့်သွားခဲ့ပါတယ်။ဒါကြောင့်သူကအော်မိလိုက်တော့ယူကာရီစုလည်းရိပ်မိသွားပြီးသူ့ကိုတတ်ဖို့လုပ်နေခဲ့ပါပြီ။အဲ့ချိန်ယူရီကိုကတော့သူမရဲ့တိုက်ကယ်ပုံစံကိုပြောင်းချလိုက်ပါတယ်။ဒါအောင်မြင်တော့ယူကာရီစုလည်းကြောင်တောင်တောင်တိုင်းနဲ့ယူရီကိုရဲ့ပုံစံကိုကြည့်ပြီးအံ့ဩနေတော့တာပါ။ဒါကြောင့်သူကဘယ်သူလဲလို့မေးလိုက်တော့ယူရီကိုကလည်းသူမကတိုက်ကယ်ဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။နောက်ပြီးမျက်ခွက်ကိုပင့်ကန်ပေးလိုက်တာကြောင့်ယူကာရီစုလည်းလေးပေါ်လေးပါမြောက်တက်လို့သွားခဲ့ပါပြီ။ယူရီကိုကတော့ကြောင်ကြီးကြီးနေတဲ့အာဆာကိုအမြန်ထွက်သွားဖို့ပြောလိုက်ပါတယ်။အဲ့ချိန်လဲကျသွားတဲ့ယူကာရီစုကလည်းပြန်ထလို့လာခဲ့ပါတယ်။နောက်ပြီးလူသားတွေထဲမှာမစ်ဆူဘာကလွှဲရင်အားလုံးကိုတပ်ပစ်ချင်ကြောင်းဝန်ခံလိုက်ပါတယ်။စကားဆုံးမှာတော့ယူကာရီစုလည်းသူမရဲ့စွမ်းအောင်တုံးပြီးစတင်တိုက်ခိုက်ပါတော့တယ်။ဒါကြောင့်ယူရီကိုလည်းရှောင်ထွက်သွားပြီးပြန်ကန်လိုက်ပင်မဲ့ယူကာရီစုရဲ့လက်တီးချက်ကပိုပြီးအားကောင်းနေခဲ့ပါတယ်။တစ်ချက်မှာတော့သူလည်းရှောင်လိုက်ပင်မဲ့ယူကာရီစုရဲ့လက်တီးချက်ကတဲ့တဲ့ကြီးဝင်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ချိန်မှာတော့ချီနီအားလုံးကပြောင်းလဲသွားပြီးယူကာရီစုလည်းယူရီကိုရဲ့ကိုင်မောက်ချင်းကိုခံလိုက်ရပါတယ်။ဂေရိုယူရီကိုကယူကာရီစုရဲ့လက်တီးချက်ကိုတမင်ခံလိုက်ပြီးခက်စီပစ်ချက်ကိုရအောင်အသုံးပြုလိုက်တာပဲဖြစ်ပါတယ်။အဲ့ချိန်တိုဂျီမာကတော့လက်ကျင်ကန်းလုံးနေရင်ယူရီကိုရဲ့မက်ဆေ့ကိုမြင်သွားခဲ့ပါတယ်။နောက်တစ်ခါမှတော့အခင်းဖြစ်ရစီတိုဂျီမာနဲ့မစ်ဆူဘာတို့ကရောက်ရှိလာခဲ့ပါတယ်။မစ်ဆူဘာကတော့ယူကာရီရဲ့ပုံစံကိုလုံးဝမှတ်မိခဲ့ပါဘူး။ဒါကြောင့်တိုဂျီမာတို့ကလည်းဒါကယူကာရီစုဖြစ်ပြီးသူမကရှော့ကာတယောက်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။ဒီတော့မှမစ်ဆူဘာလည်းကြောက်လန့်သွားပြီးပြဲနေအောင်អော်ပါတော့တယ်။နောက်ခန်းမှာတော့မစ်ဆူဘာကအိပ်ပျော်နေတဲ့ယူကာရီစုကိုကြည်ပြီးယူကျင်နေခဲ့ပါတယ်။နောက်ပြီးသူ့ရဲ့ကောင်မလေးကသူနဲ့သူ့ရဲ့ကိုယ်ရဲ့မဟာမိတ်ရန်သူကြီးဖြစ်နေတာပဲဆိုပြီးပြောနေတော့တာပါ။ဒါကြောင့်တိုဂျီမာလည်းကြောင်သွားချိန်မစ်ဆူဘာကတော့သူတို့ညီကိုနှစ်ယောက်ရဲ့အကြောင်းကိုပြောပြဖို့ဆုံးဖြတ်လိုက်ပါတယ်။အိမ်တုန်းကညီကိုနှစ်ယောက်သားအဖိုးပွားတွေအိမ်ကိုတွားလေရင်တကိုးစုနဲ့ကြုံတွေ့ခဲ့ပါတယ်။အဲလိုနဲ့ဝင်လာချင်းမှတဲ့တကိုးကဖိုးကြီးကိုတောက်ခွက်တွေထိုးနေတော့တာပါ။ဒါကြောင့်ကိုဖြစ်သူကထပြီးရိုက်တာလက်သီးတွေနဲ့ရောကစ်တွေနဲ့ပါထကျွေးလိုက်ပါတယ်။တခြားမှာတော့သူလည်းတိုက်ခိုက်နေရင်းကနေဓမြကလည်းရှော့ကာပုံစံကိုပြောင်းလဲသွားပါတယ်။အဲလိုနဲ့မြေပိုးတောင်းအောင်လဲရှော့ကာကောင်တွေရဲ့ဖန်စီရင်ကိုခံလိုက်ရပါတယ်။အဲဒီချိန်ဘွားပြန်အောင်လာပြီးအကိုဖြစ်သူကလည်းခိုးရီဖြစ်ကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်ဘွားချက်ချင်းပဲသူ့ရဲ့လက်နက်ကြီးနဲ့ခိုးရဲ့ဖုံးကိုစိုက်ပေးလိုက်ပြီးခေါ်ထုတ်သွားပါတယ်။ဒါကြောင့်ကိုလည်းရှော့ကာပုံစံကိုပြောင်းချလိုက်ချိန်မြေပိုးတောင်းအောင်ကလည်းတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါပြီ။ကန်ဆိုးရင်တော့တောင်းအောင်သားရောက်ရှိလာချိန်မှာပဲဘွားကလည်းမွန်စတာကောင်ကြီးရဲ့တပ်ပစ်ချင်းကိုခံလိုက်ရပါတယ်။အဲလိုနဲ့ဒေါ်လာထွက်သွားတဲ့ဖိုးလည်းဝင်ထိုးတော့မွန်စတာကအပြက်ရှင်းမိလိုက်ပါတယ်။ပြီးတော့သူကငိုယုံနေတဲ့မစ်ဆူဘာတို့ညီကိုညကိုနှုတ်ဆက်ခါထွက်သွားခဲ့ပါတယ်။လက်ရှိမှာတော့စကားဝိုင်းထဲကိုအီချီယိုကလည်းဝင်ရောက်လို့လာခဲ့ပါပြီ။မစ်ဆူဘာကလည်းဒါကဇလန်ထဲမှာပါတယ်သူ့ကိုဖြစ်ကြောင်းပြောပြလိုက်ပါတယ်။တစ်ဖက်မှာလည်းယူကာရီစုရဲ့ရှော့ကာပုံစံကိုမြင်သွားတဲ့အီချီယိုကပေါက်ကွဲပြီးအောက်ကိုခုန်ဆင်းလာခဲ့ပါပြီ။နောက်ပြီးရှေ့မှာလာပိတ်နေတဲ့တိုဂျီမာတို့နှစ်ယောက်ကိုရောပြီးပြဿနာရှာနေခဲ့ပါတယ်။ဒါကြောင့်တိုဂျီမာလည်းမန်အပြည့်နဲ့ပွဲစည်းကဝယ်လာတဲ့မျက်နှာဖုံးကိုတက်ပြီးသူ့ကိုယ်သူကာမန်ရိုက်တာဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။အီချီယိုကတော့ဘေကောင်ကဘာပဲဖြစ်ဖြစ်အစွမ်းဆုံးကာမန်ရိုက်တာက V3 ဆိုပြီးစိန်ခေါ်လာခဲ့ပါပြီ။ပြီးတော့သူကအဖိုးနဲ့ဖွာဆုံးသွားတဲ့နေ့ကစပြီးလက်စားချေဖို့အတွက်သူ့ရဲ့စိတ်ဝိညာဉ်ကို V3 ဖြစ်ပြောင်းလဲခဲ့ကြောင်းပြောပြလိုက်ပါတယ်။အင်းနောက်မှာနှစ်ယောက်သားလဲစကားရီထားများကုန်ပြီးတိုဂျီမာကိုလည်းတစ်ချက်ထဲနဲ့ပွဲသိမ်းပေးလိုက်ပါတယ်။ဒေါင်မြင်တော့ယူရီကိုတဲ့သူမရဲ့တိုက်ကယ်ပုံစံကိုပြောင်းချပစ်လိုက်ပါတယ်။တစ်ဖက်မှာလည်းပြန်ထလာတဲ့တိုဂျီမာကယောက်ျားတွေရဲ့တိုက်ပွဲကိုဝင်မရှုပ်ဖို့ပြောနေပါတယ်။ဒါကြောင့်ယူရီကိုလည်းသူမရဲ့ဝတ်စားတွေကိုအီချီယိုရှေ့မှာနေပြန်လင်းချလိုက်တော့အီချီယိုလည်းနှာခေါင်းသွေးတွေပါရှန်ထွက်သွားခဲ့ပါပြီ။တစ်ဖက်မှာလည်းဒီခိုက်တန်ကိုတုံးချဖို့အတွက်စောင့်နေတဲ့တိုဂျီမာကချက်ချင်းပဲမျက်ခွက်ကိုဟာထိုးပါတော့တယ်။နောက်ပြီး Rider Patch ထိုးချက်တွေနဲ့အီချီယိုရဲ့ခန္ဓာကိုယ်ရဲကိုဇက်တိုက်ပစ်သွင်းနေတော့တာပါ။ဒါကြောင့်အီချီယိုလည်းအားကြမခံ V3 ရဲ့လေဝေကန်ချက်ကြီးနဲ့ပြန်ကောင်တာပေးလိုက်ပါတယ်။ဒါပေမဲ့ပိုအားကြီးတဲ့တိုဂျီမာကကန်ချက်ကိုတာလေးထင်းပြလိုက်ပါတယ်။အဲချိန်ယူကာရီစုကလည်းနိုးလာခဲ့တာကြောင့်အားလုံးလည်းပွဲလောတွေရိုက်ကုန်ကြပါပြီ။အီချီယိုကလည်းကြောင်ကြည့်နေတဲ့ယူကာရီစုစီကိုဝင်ရောက်တိုက်ခိုက်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်မစ်ဆူကလည်းဂျာကနေဝင်တားပေးလိုက်ရပါတယ်။နောက်ပြီးယူကာရီစုကရှော့ကာဆိုရင်မဲ့သူ့ရဲ့ကောင်မလေးဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။နောက်ကျတော့ယူကာရီစုလည်းဝမ်းနေသွားပြီးနောက်ဆုံးနှုတ်ဆက်နေနဲ့အနမ်းလေးကိုပေးလိုက်ပါတယ်။နောက်ပြီးသူမရဲ့ရှော့ကာဖွဲ့ဝင်တွေကိုဆင့်ခေါ်လိုက်တာကြောင့်အားလုံးလည်းရောက်ချလာပါတယ်။အဲချိန်ယူကာရီစုကတော့ဝမ်းနေကငိုနေခဲ့ပြီးဇလန်လေးကလည်းဒီမာရီမဲခန်းရမ်းလို့တွားခဲ့ပြန်ပါတယ်